ကိုစီတူမိချူကိုအထဲပေးဝင်ပါနော်အပြင်မှာမိုးရီရွာနေရအရင်အေးတယ်ထဲပေးဝင်ပါနော်မိုးရွာတဲ့ညတညမှာစီတူဆိုတဲ့ကလေးတယောက်ကကျောင်းကပြန်လာပြီးနောက်ကျမှအိမ်ပြန်လျှောက်လာပါတယ်အိမ်ရှိရောက်တော့တကားကိုဖွင့်လိုက်ကသူ့အမေကိုအော်ခေါ်လိုက်ပါတယ်မေကျွန်တော်ပြန်လာပြီဘယ်သွားနေရလဲစီတူအမေကိုအော်ခေါ်နေပေမဲ့အမေကထွက်မလာပါဘူးဒါကြောင့်အမေအပြင်သွားနေရင်မိုးရွာနေလို့ပြန်မလာသေးတာပဲလို့တွေးလိုက်ပါတယ်ဘေးကစပွဲကိုကြည့်လိုက်တော့သူ့ရဲ့ညီမလေးမိချစ်ရဲ့ဓပုံလေးကိုမြင်လိုက်ရပါတယ်တကယ်တော့စီတူမှာအမွှာညီမလေးတယောက်ရှိခဲ့ပေမဲ့မတော်တဆမှုနဲ့ဆုံးသွားခဲ့ပါပြီအဲ့ဒီနောက်အေကန်းမှာထိုင်နေပြီးအချိန်တော်ကြာအောင်ဖုန်းသုံးနေခဲ့ပါတယ်ခဏကြာတော့အိမ်ရှိကနေအတန်တစ်ခုကြားလိုက်ရတယ်ကိုရေကိုစီတူတကားဖွင့်ပေးပါဦးညီမလေးမိချစ်ပါအထက်ဝင်စင်လို့ပါစီတူကသူ့ညီမလေးမိချစ်အတန်ကိုကြားလိုက်ရလို့တကားဘက်ကိုကြည့်လိုက်ပြီးတွေးလိုက်ပါတယ်ဟင်ညီမလေးလားဒါမိချစ်အတန်ပဲဘသူခေါ်နေရလဲဟုတ်တယ်ကိုမိချစ်ပါတကားလေးဖွင့်ပေးပါဦးကိုရဲ့စီတူလည်းတကားပေါက်နာစီထသွားခဲ့တယ်ဒါပေမဲ့သူရက်တွေးနေခဲ့ပါတယ်အတန်ညီမလေးအတန်ပဲမဖြစ်နိုင်ဘူးမိချစ်ကတည်သွားပြီလေဒါပေမဲ့ဒီအတန်ကဘာလို့မိချစ်နဲ့တူနေရတာလဲငါဖွင့်လိုက်ရမလားစီတူတယောက်မဖြစ်နိုင်မှန်းသိပေမဲ့သူညီမလေးရဲ့အတန်ကြောင့်ဘာလဲဆိုတာသိချင်နေပါတယ်ဒါနဲ့မေရဲ့တည်းရဲ့ပဲရှေ့ကိုဖြည်းဖြည်းချင်းတိုးကပရင်းပေါက်လိုက်ကာကနေအရင်ဆုံးကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်လက်ကာကိုနည်းနည်းချင်းလှက်လိုက်တော့မိချစ်နဲ့တူတဲ့ကောင်မလေးတယောက်ကကြိုးပေးရက်နေတာကိုမြင်လိုက်ရပါတယ်ထို့စဉ်လျှက်စီးတစ်ချက်လက်သွားပြီးမက်တောင်တစ်ခါအတွင်းမှာပဲအဲ့ဒီကောင်မလေးကချက်ချင်းဒီဘက်လှည့်လာတော့ကြောက်စရာမျက်နှာကြီးကိုမြင်လိုက်ရပါတယ်တရေလားဘာကြီးလဲစီတူတယောက်လန့်သွားပြီးနောက်ကိုတဖြည်းဖြည်းဆုတ်ကခြေလမ်းတွေပါတောင့်တင်းသွားပါတယ်အပြင်မှာရောက်နေရကစီတူညီမလေးမိချစ်ရဲ့မကျွတ်လွတ်သေးတဲ့ဝိညာဉ်မှာဒါပေမဲ့သူမတည်ဆုံးခဲ့ရတဲ့ပုံစံအတိုင်းပုံပြက်ပန်းပြက်ဖြစ်နေတော့အရန်ကြောက်ဖို့ကောင်းနေပါတယ်စီတူလည်းပြတင်းပေါက်ကနေမြင်ရတဲ့မိချစ်ဝိညာဉ်ကိုကြည့်ကပြေးဖို့မေ့နေပြီးထိတ်လန့်နေပါတယ်ကိုစီတူမိချစ်ကိုအထဲပေးဝင်ပါနော်အပြင်မှာမိုးရီရွာနေရအရင်အေးတယ်မိချစ်ကိုမတနာဘူးလားဟဲ့ထဲပေးဝင်ပါနော်အပြင်ကိုရက်ကြည့်နေပြီးတဲ့စီတူတယောက်အထိတ်ကိုပြန်တွေးမိသွားပါတယ်အဲ့ဒီနေ့ကသူဆေးရုံရောက်လာတဲ့အခါမိချစ်ကတေဆုံးပြီးနေပါပြီမိချစ်အလောင်းကိုအုပ်ထားတဲ့ကရင်ဘေးမှာအမေဖြစ်သူကဝမ်းနည်းစွာငိုကြွေးနေရကိုစီတူမြင်ပြီးရက်ကြည့်နေခဲ့တာပါဒါရီပြန်တွေးမိပြီးကြောက်ရွံ့မှုတွေကစီတူစီပြန်ရောက်လာပါတယ်ကိုရေမိချစ်ကိုတကားဖွင့်ပေးပါဦးဒီတိုင်းနဲ့အပြင်မှာပစ်ထားတော့မလို့လားကိုမိချစ်ကိုမချစ်တော့ဘူးလားကိုရောမမေရောမိချစ်ကိုပစ်ထားခဲ့ကြတယ်အပြင်မှာအရင်အိမ်နေပြီကားဖွင့်ပေးပါနော်မဟုတ်ဘူးမိချစ်ကတည်သွားပြီငါ့ကိုလာမထောက်ပါနဲ့ဟာစီတူတဲ့ညီမလေးဆိုပေမဲ့တရေပဲမို့ကြောက်ပြီးတုံ့ပြန်စွာပြောလိုက်ပါတယ်အပြင်မှာကလည်းမိုးတွေကမဲအုံပြီးတဲထန်စွာရှားနေပါတယ်မိုးကြိုးလျက်စီတွေကလည်းစက်တိုက်ကျနေပြီးအချိန်ကြီးကခြောက်ချားစရာကောင်းနေတာပေါ့မိုးကြိုးတစ်ချက်ထပ်ပစ်လိုက်ချိန်မီးရလည်းပြတ်သွားပြန်ပါတယ်အိမ်ထဲမှာလုံးဝအမောင်ကျသွားပြီးစီတူတယောက်ရင်တွေဒင်းကနေတုံနေအောင်ကြောက်သွားရပါတယ်သူလည်းရက်နေရင်ပဲဟိုကြည့်တီကြည့်လောက်ကမိချစ်များရောက်လာမလားလို့တွေးနေပါတယ်အခန်းရက်နေရတိုင်းတောက်နိုင်အောင်လက်ကြည့်ခဲ့ပေမဲ့ဘာမှတော့မရှိပါဘူးနိုင်ကိုကြည့်လိုက်တော့လေအချိန်လိုနေပေမဲ့သူ့အမေကပြန်မလာသေးဘူးဖြစ်နေပါတယ်ဒါကြောင့်ကြောက်နေပြီမဲ့မိချစ်သွားပြီလားဆိုတာသိချင်တော့ပရင်းပေါင်နာတဖြည်းဖြည်းပြန်ကက်ကလက်ကောင်လက်ကြည့်ဖို့လှုပ်လိုက်ပါတယ်စီတူဖြည်းဖြည်းချင်းလက်ကြည့်လိုက်တော့အိမ်အပြင်မှာဘယ်သူမှမရှိတော့ပါဘူးတေချာအောင်ဟိုဘက်ဒီဘက်ကြည့်နေတော့အိမ်ထောင်းကနေတစ်ခုခုပြေးသွားတာမြင်လိုက်ရပါတယ်တွားပြီမိဖို့ကြောင့်တကားစီတူလည်းမိဖို့ကြောင့်တကားပိတ်မထားတာတတိယသွားပြီးမြင်ပြေးသွားကပိတ်ခဲ့ပါတယ်တကားပိတ်သွားတော့ရင်တုံပန်းတုံဖြစ်ကမောဟိုက်စွာနဲ့အဝင်းစစ်ကိုတခြားလိုက်စစ်ကြည့်ခဲ့ပါတယ်ဘာမှတော့မတွေ့ပေမဲ့အိမ်ခေါင်မိုးပေါ်ကနေလမ်းလျှောက်တန်ကြီးကြားလိုက်ရပြီးသူ့အခန်းတကားကိုမနက်ကမပိတ်ခဲ့တာသတိရသွားပြန်ပြီးပြေးတက်ရပြန်ပါတယ်အခန်းထဲရောက်တော့အမြန်ပြေးဝင်ပြီးသူ့အခန်းပရင်းပေါက်ကိုဆွဲပိတ်လိုက်တော့မိချစ်ဝင်းကဝင်လာဖို့လုပ်နေရတဲ့တီလေးလွတ်သွားခဲ့ပါတယ်လက်ကာကအမြန်ဆွဲပိတ်လိုက်တော့အပြင်ကမိချစ်ရှိနေတဲ့ပုံကိုအထဲကနေမြင်နေရပါတယ်
စီတူလည်းရှင်လေးတရင်င်းခုန်ပြီးနှလုံးပြုတ်ကြမတက်လန့်နေပါပြီသူကြည့်နေရင်အပြင်ကအရှိကပျောက်သွားတော့အောက်ထပ်ကနေတစ်ခုခုကြောက်ကွဲတယ်ကြားလိုက်ရှာပါတယ်ပြီးတဲ့နောက်ကြောက်ကွဲသွားတာကိုပြန်ကောက်သိမ်းပြီးတပြက်စီးလှဲနေတယ်လို့အတန်မှာထက်ကြားလိုက်ရှာပါတယ်ဒါကြောင့်စီတူလည်းအမေပြန်ရောက်လာပြီလို့စိတ်အေးသွားပြီးအခန်းဝကနေထွက်လာပြီးအောက်ထပ်ကိုလှမ်းကြည့်ခဲ့ပါတယ်အမေလားစီတူခုန်နေပေမဲ့ဘာအတန်မှပြန်ထူးမလာပါဘူးတပြက်စီးလှဲတဲ့ငါလည်းပျောက်သွားပါတယ်မိချစ်ဝင်းငင်ကဘယ်ကောက်ဝင်လာမှမသိပြေးလိုက်လာတာကြောင့်စီတူတယောက်တအိမ်လုံးတယောက်တည်းအကူညီမဲ့စွာနဲ့အသက်ထွက်မတက်ရင်တုံနေပါတယ်စီတူအခန်းတကားပိတ်လိုက်တော့မိချစ်ဝင်းငင်ကစီတူအခန်းတကားရှေ့မှာဝင်လာမရတော့လို့ရက်နေပါတယ်ကိုရောမမေရောမကောင်းဘူးမိချစ်ကိုမချစ်ကြတော့ဘူးပဲအရင်တုန်းကကြညီမလေးကိုအချစ်ဆုံးမှာဆိုပြီးအခုဒီလိုမျက်နှာဖြစ်သွားတော့ကိုကကြောက်တယ်လေလားအပြင်ကမိချစ်ဝင်းငင်ကဒေါသတွေထွက်လာကအော်ပြောနေပါတော့တယ်ဒါပေမဲ့သူပြောချင်တာပြောပြီးအတန်ရက်သွားပြန်ပါတယ်နောက်ထပ်ဘာအတန်မှမကြားရတာမိနစ်အနည်းငယ်တော့ရှိသွားပါပြီအခန်းထဲကစီတူကတော့ကျမ်းမြေမောင်ဝင်းလျားမောက်ကတကားအောက်ကြားကနေအပြင်ကအခြေအနေကိုစစ်ဆေးကြည့်နေပါတယ်မိချစ်ရှိသေးမလားတေချာကြည့်နေပေမဲ့မမြင်ရတော့ပါဘူးမထင်မှတ်ပဲပေါ်လာတဲ့မိချစ်မျက်နှာကြီးကြောင့်စီတူလန့်သွားပြီးနောက်ပြန်လဲကျသွားပါတယ်။ကျမ်းမြေမော်ထိုင်ရသားရှိနေတော့မှပဲအပြင်ကနေတကားကိုအတင်းထူးရိုက်ပြီးဆွတ်ဖွင့်နေပြန်ပါတယ်။ကိုစီတူဖွင့်မပေးမိချစ်ပါလားဝင်လာမှာနော်။စီတူတယောက်ကြောက်လုံးလို့အတန်ကိုမထွက်တော့ပါဘူး။သူကြည့်နေတော့တကားလောက်ကလည်းပွင့်သွားပါတယ်။တကားကြီးကလည်းတဖြည်းဖြည်းပွင့်လာတာကိုစီတူတက်ရှူချက်မတက်ကြည့်နေမိတယ်။ထို့စဉ်မိချစ်ဝင်းငင်ကလည်းတည်ဆုံးခဲ့တဲ့ပုံစံအတိုင်းကြောက်စရာအတူကြီးနဲ့သူ့ရှေ့မှာရက်နေပါပြီ။ကတိမကြည့်ရဲ့ကိုမိချစ်နဲ့ဘယ်တော့မှမခွဲဘူးဆိုပြီးအိတ်ဆက်ပြီးမှောင်မဲနေတဲ့နေရာမှာတယောက်ချင်းထားခဲ့တယ်။မိချစ်ဝင်းငင်ကစိတ်တူလာတယ်လို့ပြောပြီးစီတူစီပြေးဝင်လာပါတယ်။စီတူလည်းကြောက်လုံးလုံးမထနိုင်နဲ့ငင်ကွင်းတွေကအမောက်ဖုံးသွားပါတော့တယ်။အပြင်မှာတော့မိုးတွေကတဲတဲမဲမဲကိုရွာနေတော့မှာစီတူကတော့ကြီးပြန်လေလာပြီးအိတ်ရာပေါ်ရောက်နေပါတယ်။ဘေးကသူ့ညီမလေးတက်ပုံမျိုးကြည့်ကသူ့လဲငိုနေမိပါတယ်။ကိုညီမလေးကိုကြောက်မိလို့တောင်းမရဲ့ညီမလေးရဲ့ကျို့ကလို့သွားပါနော်။အဲ့ဒီကနေအချိန်တော်ကြာတဲ့အထိစီတူအမေကပြန်ရောက်မလာသေးအောင်မို့သူလဲသူ့အမေစီဖုန်းဆက်ခဲ့ပါတယ်။မေပြန်မလာသေးဘူးလား။မူးတော်ချုပ်နေပြီ။မူးနေနေဆဲသွားရင်ပြန်လာတော့နော်။တားတကားဖွင့်ပေးဖို့စောင့်နေတယ်။စီတူလည်းအမေနဲ့ဖုန်းချလိုက်ပြီးတဲ့နောက်ညီမလေးဖြစ်သူအတွက်စိတ်မကောင်းဖြစ်သွားပြီးပြန်တွေးမိကတညာလုံးဝမ်းနေနေရပါတော့တယ်။